အားလုံးအပေါ်မှာဖျားသခင်ထံကနေလာသောဝိညာဉ်လွတ်မြောက်ခြင်းစိတ်ချမ်းသာခြင်းကိုယ်ခန္ဓာ၏ကျမ်းမာခြင်းကောင်းခြင်းမင်္ဂလာဖျားအားလုံးပေါ်မှာတက်ရောက်ပါစေကျွန်တော်နာမည်ထန်းကုန်ပါဟုတ်ကဲ့ပါအခုကျွန်တော်တို့အနေငယ်ပြန်မြမနှလုံးသွင်းဆင်ခြင်ဖို့ရန်အတွက်ပြင်ဆင်လာတဲ့အရာကတော့ AI နဲ့ပတ်သက်တဲ့အရာလေးပဲဖြစ်ပါတယ်ဒီခေတ်ဒီခါမှာတူငါ AI နဲ့အသုံးပြုကြပါတယ်ဆိုတော့ဒီ AI အသုံးပြုခြင်းအဖြစ်ရရှိလာမယ့်ကောင်းကျိုးနဲ့ဆိုးကျိုးကိုအနေငယ်လေးဆွေးနွေးချင်တာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီ AI ဆိုတဲ့ဒီ artificial intelligence ကကျွန်တော်တို့ရဲ့ဘဝလက်ရှိကျွန်တော်တို့ရဲ့အခြေအနေမှာမရှိမဖြစ်လိုအပ်နေတဲ့အရာလေးဖြစ်ပါတယ်ဒီ AI ဆိုတဲ့အရာကိုအကောင်းမွန်ဆုံးကျွန်တော်အသုံးပြုတတ်ရင်ကျွန်တော်တို့အတွက်ကောင်းကျိုးမြောက်များစွာပေးနိုင်ပါတယ်ကျွန်တော်လွယ်မှားစွာအသုံးပြုရင်တော့ကျွန်တော်အတွက်ဆိုးကျိုးပေးမှာဖြစ်ပါတယ်ဒါကြောင့်ဒီ AI ဆိုတဲ့အရာလေးကိုကျွန်တော်တို့အတွက်အကောင်းမွန်ဆုံးသောအရာဖြစ်ဖို့ရအတွက်အကောင်းဘက်ကနေအသုံးပြုသလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမကောင်းတဲ့ဘက်ကိုဆွဲယူပြီးတော့ကျွန်တော်အသုံးပြုသလားဆိုတဲ့ဥစ္စာကိုအနေငယ်လေးကျွန်တော်ဆွေးနွေးချင်တာဖြစ်ပါတယ်ဟုတ်ပြီ AI ရဲ့အကောင်းကျိုး AI ကိုကောင်းမွန်စွာအသုံးပြုခြင်းအဖြစ်ရရှိလာမယ့်အကောင်းကျိုးမင်္ဂလာအနေငယ်ကျွန်တော်ပြန်ပြီးမှဆွေးနွေးကြည့်မယ် AI အသုံးပြုခြင်းအဖြစ်နံပါတ်1အချက်အနေနဲ့ကျွန်တော်အတွက်ပါဖြစ်စေတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့အလုပ်တွေကိုလွယ်ကူစေပါတယ်ဥပမာဒီခေတ်ဒီခါမှာကျွန်တော်တို့အပြင်မှာသွားပြီးမှနေဘူးမိုးရွာထဲမှာကျွန်တော်အလုပ်လုပ်တဲ့သူတွေရှိပါတယ်သို့ပေမဲ့အများသောအားဖြင့်ကျွန်တော်တို့ရဲ့အခန်းကနဲ့ရုံးခန်းကနဲ့ကွန်ပျူတာရှေ့မှာထိုင်ပြီးတော့မှဒီ AI နေနဲ့အလုပ်လုပ်နေတဲ့သူတွေများများစွာရှိပါတယ်ဆိုတော့ကျွန်တော်ဒီ AI ကိုအသုံးပြုခြင်းအဖြစ်အလုပ်လုပ်နေတဲ့သူ online ပေါ်မှာအလုပ်လုပ်နေတဲ့သူတွေအတွက်အလုပ်ကိုပို့ပြီးမှလွယ်ကူစေတာဖြစ်ပါတယ်အချိန်စားတဲ့အလုပ်တွေအလိုအလျောက်လုပ်ပေးနိုင်တယ်ဥပမာကျွန်တော်တို့အချိန်အတော်ကြာယူပြီးတော့မှကျွန်တော်ဖတ်ရှုလေ့လာရမယ့်အရာတွေလှုပ်ဆောင်ရမယ့်အရာမလုပ်တော့ဘဲနဲ့ AI ကိုမေးမြန်းခြင်းအဖြစ် AI ကိုသတင်းအဖြစ်အသုံးပြုခြင်းအဖြစ်လှုပ်ဆောင်လို့ရှိရင်ကျွန်တော်တို့အလုပ်ကိုလွယ်ကူစေပါတယ်မြန်ဆန်စေပါတယ်နံပါတ်2အချက်အနေနဲ့ကျွန်တော်အချိန်ကိုစုဆောင်းပေးနိုင်တယ်ကျွန်တော်အချိန်အတော်ကြာယူပြီးတော့မှစာအုပ်စာပေတွေဖတ်ရှုအပြင်တွေသွားလေ့လာတာထက်ကျွန်တော်တို့ထိုင်တဲ့နေရာကနေ AI ကိုအသုံးပြုခြင်းအဖြစ်ကိုလိုချင်တဲ့အရာတွေကိုသိချင်တဲ့အရာတွေကိုကိုလိုအပ်နေတဲ့အရာတွေကိုကျွန်တော်ရှာဖွေခြင်းအဖြစ်အချိန်အများကြီးမယူတော့ဘဲနဲ့မိနစ်အတွင်းနာရီအတွင်းစက္ကန့်လေးအတွင်းမှာကိုလိုချင်တဲ့အဖြေတွေကိုဒီ AI အဖြစ်ကျွန်တော်ရရှိနိုင်မှာဖြစ်တယ်ပြီးတော့နံပါတ်3အချက်အနေနဲ့ကျွန်တော်ဒီကျန်းမာရေးအတွက်လည်းအကူအညီပေးနိုင်ပါတယ် AI သုံးပြုခြင်းအဖြစ်ကျွန်တော်ဒီကင်ဆာတွေစစ်ဆေးခြင်းတွေကျွန်တော်ရဲ့အနာရောဂါတွေစစ်ဆေးခြင်းတွေစသဖြင့်ကျွန်တော်တို့ဒီသိရှိနိုင်ပါတယ်ဆိုတော့ဒီမှာတို့မှတ်ချက်ပေးတာပါရှိတယ်လဲဆိုတော့ AI ဆိုတဲ့အရာကလည်းပဲဘုရားသခင်မဟုတ်တဲ့အတွက်ကြောင့်လူတွေတီထွင်ဖန်တီးထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ရာခိုင်နှုန်းအပြည့်တော့မှန်ကန်မှုမရှိပါဘူးအနေငယ်တော့ချွတ်ယွန်းမှုတွေအားနည်းချက်လေးတွေရှိပါလိမ့်မယ်ဒါပေမဲ့အများစုကတော့မှန်ကန်တဲ့အပိုင်းတွေကိုသူကပြောပြပေးမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နှစ်ရှည်လများစွာပညာရှိတွေကသူတို့စုဆောင်းလေ့လာပြီးတော့မှအကောင်းဆုံးသူတို့ဖန်တီးပေးထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်အမှားနည်းပါတယ်အမှားမရှိတာတော့မဟုတ်ဘူးအမှားနည်းပါတယ်ဟုတ်ပြီနံပါတ်၄ချက်အနေနဲ့ကျွန်တော်ပညာရေးကိုကူညီတယ်ဆိုတော့ကျွန်တော်ဒီ online နေမှာဖြစ်ဖြစ်ကျွန်တော်သင်ကြားရေးပိုင်းနေမှာဖြစ်ဖြစ်ပြီးတော့ကျွန်တော်ဒီ language translation ကျွန်တော်တို့ဒီဘာသာစကားကျွန်တော်တို့ဒီနားမလည်ခြင်းတွေကနေ level အများဆုံးသူကကူညီပေးနိုင်ပါတယ်ပြီးမှကျွန်တော်ရဲ့ဒီအထူးသဖြင့်တော့ကျွန်တော်ဒီပညာရေးပိုင်းဆိုင်ရာမှာအများကြီးကျွန်တော်တို့အတွက်အထောက်အပံ့အကူအညီများစွာပေးပါတယ်ဒီ AI ဆိုတဲ့အရာကိုအသုံးပြုခြင်းအဖြစ်ဖြစ်တယ်ပြီးတော့နံပါတ်5မှာတော့စီးပွားရေးကိုတိုးတက်စေတယ်လို့ပြောတယ် AI သုံးပြီးတော့အယောင်အဝယ်တွေဈေးကွက်ခံမှန်းခြင်းတွက်ချက်ခြင်းတွေပို့ပြီးမှမှန်ကန်စေပါတယ်ကျွန်တော်ဒီ AI သုံးပြုခြင်းအဖြစ်ကျွန်တော်တို့လူရဲ့ဦးနှောက်ဒီ AI မပါတဲ့ဘက်ကနေကျွန်တော်တို့ရဲ့စ조사ခြင်းထက် AI ကိုအသုံးပြုခြင်းအဖြစ်ကျွန်တော်တို့ဘက်ကနေစီးပွားလှုပ်ဆောင်ခြင်းတွေဈေးကွက်ရှာဖွေခြင်းတွေတခြားသောလှုပ်ဆောင်ခြင်းတွေကကျွန်တော်ဒီစီးပွားရေးမှာတိုးတက်စေတယ်လို့ပြောပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော် AI ရဲ့ဆိုးကျိုးလေးကိုကျွန်တော်တို့တစ်ချက်ကျွန်တော်ပြန်ပြမှကြည့်အောင် AI ရဲ့ဆိုးကျိုးကဘာလဲဆိုတော့အလုပ်လက်မဲ့မှုဖြစ်စေနိုင်တယ်တဲ့အလုပ်လက်မဲ့ဖြစ်စေနိုင်တယ်တဲ့သူလူအလုပ်အကင်တွေကိုတဲ့ယူသွားနိုင်လို့အလုပ်လက်မဲ့အများဖြစ်စေနိုင်ပါတယ်ဥပမာကျွန်တော်တခြား AI ကိုကောင်းမွန်စွာအသုံးမပြုခြင်းအဖြစ်ကျွန်တော်ဒီ AI ဆိုတဲ့အရာကိုအသုံးပြုခြင်းပျော်မွေ့နစ်မြုပ်ပြီးမှအဲ့ဒီမှာကိုယ့်ရဲ့တခြားသောကိုယ့်ရဲ့အောင်မြင်မှုလုပ်ရမယ့်အရာကိုဒီပြက်ကွက်စေနိုင်တယ်ဆိုတော့ဒီ AI ဆိုတဲ့အရာကိုကောင်းမွန်စွာအသုံးမပြုတတ်ခြင်းအဖြစ်ကိုလုပ်ရမယ့်အလုပ်
ကိုသွားလာရမယ့်လုပ်ငန်းလေးတွေမှာမြောက်များစွာနှင်းကွေးစေပါတယ်ပျက်စီးစေပါတယ်ဒါကြောင့်ဒီအရာကအလုပ်လက်မဲ့ဖြစ်စေနိုင်တဲ့ဒီမှာအချက်လက်လုံခြုံရေးညှိနှိုင်းနိုင်တဲ့ AI ကိုအသုံးပြုပြီးအတုလုပ်ခြင်းမိသားစုတပ်ပုံများအတုလုပ်ခြင်းစသဖြင့်ကျွန်တော် AI ကိုအသုံးပြုခြင်းအဖြစ်အခုချိန်မှာကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ဗီဒီယိုဖိုင်လေးတွေကျွန်တော်ဒီရုပ်ရှင်ဆန်းဆန်းတွေလူတွေကိုအော်ကြောင့်ရွတ်သွားစေတဲ့အရာတွေပြီးမှကျွန်တော်ဒီတပ်ပုံတွေဖန်တီးခြင်းအဖြစ်အပြင်မှာတကယ်မဖြစ်တဲ့ဥစ္စာကိုကျွန်တော်တကယ်ဖြစ်တဲ့အောင်ကျွန်တော်တို့ဒီ AI ကိုအသုံးပြုခြင်းအဖြစ်လူတွေရဲ့စိတ်ကိုကြောက်ရွံ့စေတာတွေစိုးရိမ်စေတာတွေစသဖြင့်ဒီအရာတွေကိုကျွန်တော်ဒီလှုပ်ခြင်းအဖြစ်ကျွန်တော်ရဲ့လုံခြုံရေးအချက်အလက်တွေကိုညှဉ်းညမ်းစေနိုင်တယ်ပြီးမှနံပါတ်3အနေနဲ့ပါလဲဆိုတော့အမှားအယွင်းဖြစ်နိုင်တယ် AI ကတဲ့လေ့လာထားတဲ့အချက်လက်မှားအဖြေလဲအမှားပေးနိုင်တယ်လို့ပြောတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်ဒီဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မိခွန်မြောင်များဆိုရင်သူလဲသူ့ရဲ့တတ်နိုင်တဲ့လောက်သူမေးတယ်သူလဲဖျားမဟုတ်တဲ့အတွက်ကြောင့်သူလေ့လာထားတဲ့ပညာရှင်တွေစူးစောင်းထားတဲ့လောက်ပဲဖြေနိုင်တယ်စသဖြင့်ဖြစ်တယ်ပြီးမှဒီထက်ပိုပြီးမှဒီထက်ကိုအပြင်ကျွန်တော်မေးလို့ရှိရင်သူလဲမတတ်နိုင်ဘူးပြီးတော့သူအဖြေအမှားတွေလဲသူကပေးနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအဖြေမှားတဲ့ဒီ document တွေသူတို့ထည့်ထားတဲ့အရာဖြစ်ရင်အဲ့ဒီအတိုင်းသူကဖြေပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လိုချင်တဲ့အဖြေတွေလည်းပဲအကုန်မရရှိနိုင်ပါဘူးအမှားအယွင်းတွေဖြစ်သွားတတ်တယ်ဆိုတဲ့အရာဖြစ်တယ်ပြီးမှလူစိတ်ခံစားမှုမရှိခြင်း AI ရဲ့စိတ်သဘောထားနဲ့ခံစားချက်မရှိလို့လုံးဝလူစဉ်းစားပုံနဲ့မတူဘူးလို့ပြောတယ် AI ဆိုတာကကျွန်တော်လူသားတွေလို့မဟုတ်ဘူးသူကဒီကွန်ပျူတာတစ်ခုပဲဖြစ်တယ်ကွန်ပျူတာတစ်ခုထဲမှာသူတို့စုဆောင်းထားတဲ့အချက်လက်တွေပဲဖြစ်တယ်လူလိုချင်တဲ့အချက်လက်ကိုမေးရင်သူကပြန်ဖြေပေးတဲ့အရာပဲဖြစ်တယ်သူမှာအသက်ရှင်နေဆိုတာမရှိဘူးခံစားချက်မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလူတွေနဲ့မတူဘူးဒါကြောင့်လူခံစားချက်မရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအသုံးပြုခြင်းအဖြစ်စိုးကျိုးမင်္ဂလာရှိတတ်တယ်ဆိုတဲ့အရာဖြစ်တယ်ဆိုတော့အချင်းချင်းအဖြစ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ AI ဆိုတဲ့အရာကိုကောင်းမွန်စွာကျွန်တော်အသုံးပြုတတ်ရင်ခုနကျွန်တော်ပြောသလိုပေါ့အသုံးပြုတတ်ရင်ကျွန်တော်တို့သားတွေအတွက်အကောင်းမွန်ဆုံးသောအရာတွေဖြစ်ပါတယ်ကျွန်တော်ရဲ့အသိပညာအတတ်ပညာတိုးတက်ဖို့ကြီးထွားဖို့ကျွန်တော်မသိရှိနားမလည်တဲ့အရာတွေလေ့လာဖို့စာအုပ်စာပေတွေအများကြီးကိုလက်လှမ်းမမီနိုင်တဲ့စာအုပ်စာပေတွေကိုဒီတနေရာထဲမှာ AI ကိုမြင်မြန်ခြင်းအဖြစ်လေ့လာခြင်းအဖြစ်ကျွန်တော်တို့များစွာသိရှိနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီ AI နဲ့ပတ်သက်ပြီးမှကျွန်တော်ပြောချင်တာဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ယုံကြည်သူခရစ်ယာန်ဓမ္မမှုတော်ဆောင်တွေများပင်လင်ကျွန်တော်တို့ဒီ AI ကိုတရားဟောခိုင်းပြီးတော့ကျွန်တော်နားထောင်လို့ရပါတယ်ဒါပေမဲ့ဒီ AI ဆိုတဲ့အရာကရုပ်ဝတ္ထုပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်အသက်ရှင်တဲ့အရာမှာဖြစ်တဲ့အတွက်ကြောင့်ဒီအရာကဘုရားကကျွန်တော်ကိုတက်ရဲ့စကားပြောတယ်လို့လုံးဝအုတ်တုံကျွန်တော်တို့ခံယူလို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်ဓမ္မမှုတော်ဆောင်တွေက AI ကိုအသုံးပြုခြင်းအဖြစ်ကျွန်တော်တို့ဒီကျမ်းစာကိုဖတ်ရှင်းကျမ်းစာထဲမှာရှိတဲ့အရာတွေကျွန်တော်နားမလည်တဲ့အရာတွေတော့၎င်းတခြားဒီပထဝီမြေနေအထားတွေခေတ်ကာလတွေစသဖြင့်သူတို့ရဲ့ဒီသမိုင်းအကြောင်းတွေဖြစ်ပျက်ပုံတွေကိုကျွန်တော်တို့စာအုပ်လက်လှမ်းမမီနိုင်တဲ့အခါကျတော့ AI ကိုမေးမြန်းပြီးတော့ကျွန်တော်တို့ဒီအကူအညီရယူလို့ရပါတယ်ဒါပေမဲ့တခုကျွန်တော်တို့သိဖို့ကပါလဲဆိုတော့ AI ဆိုတာဖျားမဟုတ်ဘူး AI ကိုတရားဟောချက်ထားဟောခိုင်းပြီးတော့မှကျွန်တော်နားထောင်ခွန်အားယူလို့လည်းမရပါဘူးကျွန်တော်လူသားဖြစ်တဲ့ဘုရားသခင်ကိုတော်တိုင်သူ့ရဲ့သားတော်သခင်ယေရှုခရစ်တော်ဖျားရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံရတဲ့ကျွန်တော်တို့ယုံကြည်သူတွေတဦးနဲ့တဦးမိသားရဖွေခြင်းတိတ်တွန်းခြင်းခွန်အားပေးခြင်းအကြံဉာဏ်ပေးခြင်းတာလည်းအသက်ရှိပါတယ်ဒါကြောင့်ကျွန်တော် AI ဆိုတဲ့အရာကတော့ယုံကြည်မှုကျွန်တော်တို့ရဲ့ယုံကြည်ကိုးကွယ်မှုကိုမထိခိုက်ပဲနဲ့ကျွန်တော်ပြင်ပလောကမှာကျွန်တော်အသိပညာအတတ်ပညာတိုးပွားဖို့ကျွန်တော်စီးပွားအောင်မြင်ဖို့ပို့ပြီးမှဘဟုတုတတွေကျွယ်ဝဖို့ရအတွက်အကောင်းမွန်ဆုံးကျွန်တော်အသုံးပြုတိုင်းအမတန်မှကောင်းမွန်တဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုအနည်းငယ်လေးမျှဝေရှင်းတာဖြစ်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်